Mashla စတုထဘတ်အတွင်းစူးစီးထားသောထူးခြားဖြစ်စဉ်တဲ့အရှေ့လေပိုင်းမှာဖြစ်ပွားနေတဲ့အီရန်နဲ့အစ္စရေးအမေရိကန်စစ်ပွဲနဲ့ဟိုမိုးရေလက်ကြားကကမ္ဘာရေနံစီများဖြတ်တန်းသွားလာခြင်းပိတ်ဆို့ခံထားရပြီးရဲ့နောက်ကမ္ဘာတော်ဝန်နီးတူမြန်မာရဲ့73စီဈေးကွက်အပေါ်တက်ရောက်မှုရှိနေပါတယ်။မြန်မာနိုင်ငံတွင်လည်း73စီချွေတာရေးစီမံချက်ဖြင့်စစ်ကော်မရှင်တပ်ကအိမ်တုံးမော်တော်ယာဉ်များအားစုံမတက်မှတ်ရဖြစ်တာတွာလာရန်ကြက်မှတ်ကတက်ကွက်သူများကိုလည်းဖမ်းဆီးခြင်းများစီမံဆောင်ရွက်လက်ရှိပြီးဗုဒ္ဓခုနေ့တိုင်းအစိုးရဝန်ထမ်းများနေအိမ်မှအလုပ်လုပ်ရန်ညွှန်ကြားထားပါတယ်။ပြီးခဲ့တဲ့မတ်လ25ရက်ဗုဒ္ဓခုနေ့ကချင်ပြည်နယ်မြစ်ကျနာမြို့တွင်တက်စီအုံပြုရသည့်ရင်များမစီရကန့်သက်ချက်ကိုစတင်ကျင့်သုံးကရင်ချင်းရေးများကကားဆိုင်ကယ်များဖမ်းဆီးကပညာပေးပြောကြားခြင်းများပြုလုပ်ပြီးနောက်ကားဆိုင်ကယ်များကိုပြန်လွှတ်ပေးခဲ့ပါတယ်။သို့သော73စီဖြင့်မောင်းနေရသည့်ရင်များကိုဒါကန့်သက်ချပြီးဘက်ထရီဆိုင်ကယ်နှင့် EV ကားများစီးနင်းခွင့်ရကြောင်းသိရှိရပါတယ်။လာမယ့်ဧပြီလ1ရက်မှစကဗုဒ္ဓဟူးနေ့တိုင်းတက်စီအုံပြုရသည့်အိမ်တုံးရင်များသွာလာပါကဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်းထပ်မံသိရှိရပါတယ်။ထို့နောက်မြစ်ကျနာမြို့တွင်ပြီးခဲ့တဲ့မတ်လ3ရက်နေ့မှစက73စီ6500ကျပ်မှ1000ကျော်ကျပ်အထိအစမတန်ဈေးတက်လာခြင်းကြောင့်ပြည်သူများခီးသွားလာရတွင်ရခင်ကထက်ကားခနှစ်ဆတိုးပြီးပေးနေရပါတယ်။နောက်ထပ်ထူးခြားတဲ့အဖြစ်ကချင်ပြည်နယ်နတ်မတီးတွင်မတ်လစတုတ်ထဘတ်အတွင်းလူရဲတပ်ဖြတ်မှု2ကြိမ်ဖြစ်ပွားခဲ့ပါတယ်။